တို့ရောရောလာလာသမီးဦးလေးပေးမယ် ဒင်းတူမှာကြက်ကြက်လိုလိုက်နော်ဟဲ့ကောဝဲမစားခဲ့နဲ့နော် တော်ပါတော့စောစောစီစီ Later. ကိုကြီးရဲ့ဆွမ်းတော်ဝဲတင်ထားတဲ့အတီးတွေရော အော်အဲ့ဒါမင်းတူမှာစားခြင်းလဲဆိုလို့စွန်းတော်ဘက်ကပြီးကျွေးလိုက်တာ ဟမ်ကလေးကငါးလုံးကြီးတောက်ကုန်သလား ကလေးကတော့ဘယ်ကောင်မလဲကြံတဲ့ဟာငါစားလိုက်တာလည်းမရှိတော့ဘူး တလုံးမအောင်မကြံတော့လား မရှိတော့ဘူးစားခြင်းမနေ့ပြန်မှဈေးထွက်ပြီးဝယ်လိုက်တော့လေ အေးဟုတ်ပါပြီ The next day. ဟေ့ကိုကြီးအိမ်ရှိမှလေးခွာကြီးနဲ့ဘာဖြစ်နေရတော့ ဘာဖြစ်ရမှာတော့မင်းအလုပ်သွားတော့အိမ်မှာပြောင်းဆန်နေပြီ ဘာတွေဖြစ်ကြပြန်ပြီတော့ မနက်ကလေဘင်းငါချက်ကအိမ်နာပြီးတောင်းကျန်းနေလို့အဲ့ဒါလေးကွာနဲ့လိုက်ပြစ်လိုက်တော့ အဲ့တော့ဘာဖြစ်သွားလဲ ပြစ်လိုက်တာကတော့ကြက်ပဲပြစ်တာပဲဒါပေမဲ့ပြစ်တာတခြားထိတာတခြား ဘာတွေထိသွားတော့အရမြင့်စီးတွေလား ပကံစင်မောပကံများ၃ချက်ကွဲသွားတာ ဟမ် ပြီးတော့ဟင်းချက်တဲ့မြေအိုးနှလုံးလည်းထိသွားတယ် ကုန်ပါပြီ ပြီးတော့